Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ပြည်မျိုးရဲ့နေရာတစ်ခုအရောက်နေရပဲဖြစ်ပါတယ်နေရာလေးကတော့ရတနာမှန်ကျောင်းပဲဖြစ်ပါတယ်ဒီနေ့ vlog မှာဘယ်လိုတွေရိုက်မလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြပါမယ်ကျွန်တော်ကတော့ DD page ရဲ့ admin ကောင်းခန့်လွင်ပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ပစ္စည်းတွေစပြင်းနေပါပြီအချိန်ကတော့10 နာရီခွဲပဲဖြစ်ပါတယ်နေရာလေးကတော့ຫນွေမိုးဆောင်ရေကူးကန်အနားမှာရှိပါတယ်ဒီနေရာမှာမရိုက်ခင်အရင်ဆုံးကျောင်းနိုင်ဖုန်းကြီးကိုခွင့်တောင်းဖို့လုပ်ခဲ့ပါတယ်။ကျောင်းနိုင်ဖုန်းကြီးကကျိန်းနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ခွင့်မတောင်းခဲ့လိုက်ရပါဘူး။ပစ္စည်းတွေဘာညာပြင်ဆင်ပြီးလို့အလင်းအမောင်ချိန်ပြီးရင်တော့စရိုက်ပါပြီ။စရိုက်ပါပြီဆိုပါမှကင်မရာမန်ကဘယ်ရိုက်လို့ရိုက်မှန်းမသိပါဘူး။အော်တွေ့ပြီ။နာနီအခုဆိုရင်ကျွန်တော်တို့ကျောင်းတိုက်လေးလေးပေါ်အောင်လူလေးလေးလှအောင်ရိုက်မှာပဲဖြစ်ပါတယ်။ထွက်လာတဲ့ result လေးကတော့အရင်မိုက်ပါတယ်။ရိုက်ထားတဲ့ပုံတွေအကုန်လုံးကိုမကြခင် page မှာတင်ပေးသွားပါမယ်။နေရာလေးက retro ဘိုက်ရိုက်မယ်ဆိုရင်တော်တော်လေးရိုက်လို့ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်။ကျောင်းတိုက်ကတော့3တိုက်ရှိပါတယ်။ဒါကတော့နောက်ထပ်တစ်နေရာမှာရိုက်နေရပဲဖြစ်ပါတယ်။အခုကျောင်းတိုက်ရဲ့ဒေါင်လေးမှာရိုက်မှာပါ။ကလိုင်းရဲ့သဘောကျမကျကျွန်တော်တို့တစ်ချက်ပြကြည့်ပါမယ်။ကလိုင်းရဲ့အဆင်ပြေပြီဆိုကျွန်တော်တို့နောက်ထပ်တစ်နေရာကိုထပ်ရိုက်မှာပဲဖြစ်ပါတယ်။အကယ်၍ post အနေထားအဆင်မပြေခဲ့ရင်လည်းကျွန်တော်တို့ကလိုင်းရဲ့စိတ်တိုင်းမကြမချင်းထပ်ရိုက်ပြီးပါတယ်။အခုဆိုရင် client ကလှေကားလေးပါခြင်းနဲ့ဆိုလို့လှေကားကိုနောက်ခံထားပြီးရိုက်မှာပဲဖြစ်ပါတယ်။နေကပူးနေပြီဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးကျွန်တော် reflector ခံကြည့်ပါတယ်။နေကအပေါ်တက်တဲ့ကိုရောက်နေပြီဆိုတော့ reflector လည်းအသုံးမဝင်ပါဘူး။အဲ့ဒါနဲ့ကျွန်တော်နောက်ထပ်တစ်မျိုးပြောင်းစဉ်းစားပြီးတော့ရိုက်ကြည့်ပါတယ်။ပုံထွက်လေးကိုတော့တစ်ချက်ကြည့်လိုက်ပါ။ဟုတ်ကဲ့ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲ။အော်မေးလို့ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။ကျွန်တော်ရှိကိုမွေးနေ့အတွက်လာရိုက်တဲ့ client တွေကို short video လေးလက်ဆောင်ပေးနေပါတယ်။ video လေးတွေကတော့မကြခင်တင်ပေးသွားပါမယ်။ post မလုပ်တတ်တဲ့ main ကလေးတွေအတွက်လည်းကျွန်တော် post လေးတွေကိုတခြားပြပေးပါတယ်။ကိုယ်သဘောကျတဲ့ပုံလေးတွေကိုစိတ်တိုင်းကျရွေးချယ်လို့ရအောင်လည်းစီစဉ်ပေးထားပါတယ်။အဲ့တော့ဒီလောက်ပါပဲ။နောက်မှပြန်တွေ့ကြပါမယ်။